အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်က content monetization ဘယ်လိုရှောက်ရမလဲဆိုတာကိုလုံးဝမသိသေးတဲ့သူတွေအတွက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီ content monetization ရှောက်ဖို့အတွက်ကကျွန်တော်တို့မသိသေးတဲ့လူတွေအတွက်ကတော့တကယ်ကိုခက်ခဲပါတယ်ဒါပေမဲ့လောက်တက်သွားပြီဆိုရင်ဒါတွေကတကယ်လွယ်လွယ်လေးပါပဲဒီဆုံးပထမဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ပထမဆုံးကျွန်တော်တို့ Facebook ထဲကိုဝင်ပါမယ်ကျွန်တော် Facebook ထဲရောက်ပြီပေါ့နော် Facebook ထဲရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီညာဘက်မှာပေါ့ညာဘက်တောင်လေးမှာမြင်းချောင်းလေး၃ချောင်းနဲ့ကျွန်တော်တို့ profile ပုံလေးနဲ့ရှိရပါတော့အဲ့ဒါကိုကျွန်တော်တို့တစ်ချက်ဝင်ပါမယ်ကျွန်တော်မြားလေးပြထားပါမယ်တစ်ချက်ဝင်ပြီဆိုရင်ကျွန်တော်ဒီလိုနေရာရောက်ပြီနော်ဒီလိုနေရာရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ professional dashboard ဆိုတာလေး professional dashboard ဆိုတာလေးကိုကျွန်တော်တို့ဝင်ပေးရပါမယ် professional dashboard တွေကိုကျွန်တော်တို့ဝင်လိုက်ပြီနော်ဝင်လိုက်ပြီပေါ့နော်ဒီလိုနေရာရောက်ပြီပေါ့နော်ဒီလိုနေရာရောက်ပြီဆိုရင်ကျွန်တော်တို့အပေါ်မှာစာတန်းတွေအများကြီးရှိပါတယ်အဲစာတန်းတွေကျွန်တော်တို့ဘယ်ဘက်လေးကိုတစ်ချက်နည်းနည်းလေးဆွဲလိုက်ပါမယ်ဟိုနောက်ဆုံးမှာ monetization ဆိုတဲ့အရာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒီလိုနေရာရောက်ပြီပေါ့နော်ဒီလိုနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီနားမှာ star ရှိမယ် content monetization ရှောက်တဲ့အဓိကအရေးကြီးဆုံးကတော့ content monetization ပါပဲကျွန်တော်ဒီမြတ်ပြထားတဲ့နေရာလေးမှာ set up ဆိုတဲ့ဟာလေးအပြာရောင်စာတန်းလေးပေါ်ရင် content monetization ရှောက်လို့ရပါပြီဒီချင်းမင်းတို့ရဲ့အကောက်ကပတ်စံရှာလို့ရပါပြီပေါ့နော်တကယ်လို့ကိုယ်တိုင် content monetization ကိုယ်တိုင်မလျှောက်တတ်ဘူးဆိုရင်ကျွန်တော်တို့စာပေအပ်လို့ရပါတယ်ကျွန်တော်တို့ကိုယုံကြည်ရတဲ့စာပေကိုအပ်ပါတကယ်အရေးကြီးတဲ့အရာတွေမို့လို့မလုံးဝမှားလို့မရပါဘူးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်